Hello အားလုံးပဲမင်္ဂလာပါအခုဒီနေရာကတော့ကျွန်တော်တို့တနိုင်းသာသနာကျွန်တော်သာသနာလုပ်နေတဲ့သာသနာပြုနေတဲ့နေရာလေးဖြစ်ပါတယ်နေရာကတော့ကျွန်တော်ကချင်ပြည်နယ်တနိုင်းမြို့မှာဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော်အခုကလေးတွေများနေအကြောင်းရင်းကဒီနေ့ကျွန်တော် summer school လူရည်အကြောင်းပေးရမှာဒီနေ့အင်္ဂလိပ်ကျွန်တော် speaking ရော grammar ရောနောက်ပြီးတော့ music နောက်ပြီးတော့ကချင်စာတွေနောက်ပြီးတော့ဒီတို့မှာလိုအပ်တဲ့အရာတွေကြည့်ပြီးတော့ကျွန်တော်တို့သင်ကြားပေးနေတယ်ဆိုတော့အားလုံးကလေးတွေကတော့20ကျော်နေပြီဖြစ်တယ်ဆိုတော့ကျွန်တော်တို့အခုဖွင့်တဲ့အချိန်မှာဒီငွေကြေးအဓိကမှုပါဘူးကျွန်တော်တို့ကလေးတွေကိုချစ်တဲ့စိတ်နဲ့သင်ကြားပေးတယ်သူတို့ကိုလုပ်ပေးတယ်ဆိုတော့တယောက်ကို1000ကျပ်သေးနဲ့ကျွန်တော်တို့လက်ခံထားတာဖြစ်ပါတယ်လက်ခံနေတာဖြစ်ပါတယ်ဆိုတော့သင်ကြားတဲ့ဘာသာရပ်တွေအများကြီးသေးပါမှာကျွန်တော်တို့ကလေးတွေအတွက်တကယ်လိုအပ်တဲ့ဘာသာရပ်တွေကြားပေးတာဖြစ်ပါတယ်ဆိုတော့တယောက်ကိုကျွန်တော်1000ကျပ်လေးနဲ့ကျွန်တော်စေတနာအားဖြင့်ဖရားရဲ့မျက်နှာကိုထောက်ပြီးတော့ကျွန်တော်သင်ကြားပေးတာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုအားလုံးကိုမိတ်ဆက်ပေးနေကျွန်တော်အခုဒီတင်တန်းပြီးဒီ summer school ပြီးသွားတဲ့အခါမှာလည်းကျွန်တော်တင်တန်းတွေလုပ်ဖို့ရှိပါတယ်အဲ့တော့တင်တန်းတွေကလေးတင်တန်းတွေကျွန်တော်လုပ်ဖို့ရှိပါတယ်ဆိုတော့အားလုံးကိုလည်းပြန်လည်ပြီးတော့ဖိတ်ခေါ်ပါတယ်ကျွန်တော်ကိုအကြောင်းကြားခဲ့လို့ရပါတယ်ဒီကျွန်တော်ဒီဗီဒီယိုဖိုင်ရဲ့အပေါ်မှာကျွန်တော်ဖုန်းနံပါတ်လေးထည့်ထားမှာဖြစ်ပါတယ်နေရာတဲ့ကျွန်တော်တော့ဒီနေရာနဲ့လိပ်စာကိုလည်းကျွန်တော်ရေးထားပေးတာဖြစ်ပါတယ်ဆိုတဲ့အရာကိုဒီလောက်လည်းပြောပြရင်းနေကုန်ထုတ်ပါတယ်ကျေးဇူးတင်ပါတယ်